မင်္ဂလာပါပြည်သက်ကြီးဒီနေ့တော့သစ္စာရှိလုံးလို့ပြီးတော့စော်လေးတပွေကြောင်းအရှင်လက်လက်မြင်းမြုပ်ခံလိုက်ရတဲ့လူမိုက်ကြီးတယောက်ကြောင်းကိုအမိုက်စားပြောပြပေးသွားမယ်ဗျာဗီဒီယိုစမှာကြည့်အောင်ဗျာမိုးရွာထဲမှာရှွန့်ပွက်တွေကြားထဲမှာအသေးလေးရုံးကန်နေရတဲ့ဒီဘဲကြီးရဲ့နာမည်ကတော့စံဝူးတဲ့ဗျာသူကဘာလို့ဒီလိုအခြေအနေဆိုးကြီးနဲ့ရင်ဆိုင်နေရတာလဲဆိုတာကိုသိဖို့ဇလန်းအစကိုနည်းနည်းလေးပြန်ကြွေးကြည့်အောင်စံဝူးဆိုတာကမစ္စတာကန်ဆိုတဲ့ဂိုင်းစတာဘိုးတော်ကြီးရဲ့ညာလက်ရုံးလူမိုက်ကြီးပေါ့ဒီဘဲကြီးကအလုပ်လုပ်ရင်တကယ့်ကိုသေးသေးသက်သက်ဖြစ်လုံးလို့ဘော့စ်ကသူ့ကိုအရန်ယုံကြည်တာဗျာစားတော့ဆိုင်မှာပြဿနာလာရှာတဲ့ကောင်းတွေကိုသူဝင်စော်လိုက်တဲ့ပုံစံကတကယ်ကိုဂျွန်ဝစ်အစ်စ်ပဲအထာကတအားကိုမိုက်တာတနက်မလို့ဘူးခြေထောက်နဲ့တင်အကုန်ဖြတ်တယ်ဒါပေမဲ့ပြဿနာကဘယ်ကစလဲဆိုတော့တနေ့ကျတော့ဘိုးတော်ကြီးမစ္စတာကန်ကသူ့ရဲ့ကောင်မလေးမယံငယ်လေးပေါ့ဗျာဖောက်ပြန်နေလားဆိုပြီးတော့စံဝူးကိုစောင့်ကြည့်ခိုင်းရောဖောက်ပြန်တာတေးကြရင်အပြက်ရှင်းဖို့ပါအမိန်ပေးလိုက်တယ်အဲ့ဒီမှာဇလန်းကစတာပဲပြိသက်ကြီးရေစံဝူးတယောက်ဘောဆဲစော်လေးစီသွားပြီးလက်ဆောင်ပေးစောင့်ကြည့်ရင်လည်းစော်လေးတယောက်ထိုးနေတဲ့အလှတရားမှာငေးသွားရောဟာသွားပြီဘောဆဲစော်မန်တိတိကြီးနဲ့စိတ်ရိုင်သွားတာဒီကောင်ကတော့လှုပ်ချလိုက်ပြန်ပြီဗျာသူများတွေကလူမိုက်ဆိုရင်အချစ်ကင်းရမယ်ပြောပေမဲ့ကျွန်တော်တို့မင်းသားကြီးကတော့စော်လေးကိုမြင်ပြီးအချစ်ဝင်သွားတဲ့ပုံစံပဲဗျတရက်ကြတော့စံဝူးကစော်လေးနဲ့နောက်တစ်ကောင်ဖောက်ပြန်နေတာကိုလက်ဘူးလက်ချက်မိသွားရောပုံမှန်ဘော့စ်ရဲ့အမိန်တိုင်းဆိုပြစ်တက်ရမှာလေဒါပေမဲ့စံဝူးကစော်လေးမဲကန်ထိုးတာကိုမြင်တော့တနာသွားပြီးနောက်တစ်ခါမတွေ့ကြနဲ့တော့ဆိုပြီးလှုပ်ပေးလိုက်တယ်ဗျာကြည့်စမ်းမအောင်စံဝူးကစော်လေးရှိရောက်တော့ရေခဲလို့အရေးပြောသွားတာပဲဒါပေမဲ့လျှို့ဝှက်ချက်ဆိုတာလောကကြီးမှာကမရှိဘူးလေဘိုးတော်ကြီးကဒီကိစ္စကိုသိသွားရောကိုယုံကြည်ရတဲ့ညာလက်ရုံးကတစ္ဆာဖောက်ရကောင်းလားဆိုပြီးစံဝူးကိုဖမ်းနှိမ့်ဆက်ပြီးတော့ကိုတောင်ထဲမှာစောက်ထိုးဆွဲရတယ်မင်းကကို sorry တခွန်းပြောရင်ငါလှုပ်ပေးမယ်လို့ပြောတာကိုစံဝူးကမာနခံပြီးလုံးဝမတောင်းပန်ဘူးဗျဘလို့တော့ကောင်းပါတယ်ပဲကြီးလဲဗျာ sorry ဆိုတဲ့စကားလေးနှလုံးတော့မပြောချင်တဲ့သူ့မာနကြောင့်နောက်ဆုံးမှာလူမိုက်တွေရဲ့ထုံးစံအတိုင်းဗီဒီယိုအစကလို့ရှော့ထဲမှာအရှင်လက်လက်မြင်မြုပ်ခံရတော့တာပါပဲဒါပေမဲ့မင်းသားဆိုတော့တေမလားဗျာဇွန်ဘီလိုမြေကြီးတွေကနေပြန်ကန်ထွက်လာတယ်ပြီးတော့သူ့ကိုဒီလိုလုပ်တဲ့ကောင်တွေကိုအပြက်ရှင်းဖို့လက်နက်ပွဲစားတွေစီသွားရောအဲ့ဒီလက်နက်ပွဲစားနဲ့တနက်တက်ပြိုင်တဲ့အခန်းဆိုတိတ်မိုက်တာပွဲစားကမျက်မှန်ကြီးနဲ့အထာဖမ်းနေတော့စံဦးကအရင်တက်ပြီးပွဲစားကိုပစ်ချလိုက်တာမင်းတို့ကောင်တွေငါ့ကိုလာမဆန်းနဲ့ဆိုတဲ့အထာပဲအဲ့ဒီနောက်တော့တကယ်သွေးချောင်းစီးတဲ့ပွဲချမ်းကြီးစတော့တာပဲဗျာစံဝူးတယောက်တနက်ကင်ပြီးသူ့ဘော့စ်ရဲ့ဘားကိုတယောက်တည်းဝင်တိုက်တော့တာပဲပြစ်လိုက်ခုတ်လိုက်နဲ့ရန်သူတွေအကုန်လုံးအတုံးယုံပါပဲနောက်ဆုံးမှာသူ့ကိုမြင်းမြုပ်ဖို့အမိန်ပေးခဲ့တဲ့ boss Mr. Kan ကိုပါလက်စားချနိုင်ခဲ့တယ်။ဒါပေမဲ့ပြဿနာကသူ့ကိုယ်တိုင်လည်းကြီးစံနေအများကြီးထိပြီးတွေးတန်ရဲရဲနဲ့အသက်မြင်နေပြီလေ။ဇလန်ရဲ့အဆုံးသတ်မှာတော့သွေးတွေပေးကြနေတဲ့ဆန်ဦးဟာဖုန်းလေးကိုထုတ်ပြီးစော်လေးစီဆက်ဖို့ကြိုးစားပေမဲ့အားမရှိတော့ဘူးဗျနောက်ဆုံးထွက်သက်မှာတော့သူ့သဘောကျခဲ့ရတဲ့စော်လေးတယောထိုးနေတဲ့ပုံစံလေးကိုမြင်အောင်ပြီးပြုံးသွားသေးတယ်ဗျအချစ်ဆိုတာဒါမျိုးလားဗျကိုကိုမြင်မြုပ်တတ်တဲ့အထိဘဝတွေပြတ်သွားတာတော့စော်လေးကိုလွမ်းနေတော့မယ်တကယ်ကိုချိုမြင်ခါတတ်တဲ့အချစ်ပါပဲဗျကဲပြည့်သက်ကြီးရေဒီဇလန်ကပေးတဲ့သင်ခန်းစာကတော့ကိုဘော့စ်ရဲ့စော်ကိုသွားမငမ်းပါနဲ့ပြီးတော့တောင်းပန်တဲ့အချိန်မှာမာနမခံပဲ sorry လို့ပြောလိုက်တာအသက်ရှည်ပါတယ်လို့ပြောချင်ပါတယ်ဗျဒီဗီဒီယိုလေးကိုသဘောကျရင် like and share လုပ်ပေးပြီး comment မှာဆွေးနွေးပေးကြပါအောင်ဗျ
နောက်ထပ်အမိုက်ကြားဇလန်းတွေနဲ့ပြန်လာခဲ့ပါမယ်ဘိုင်ဘိုင်